geometry တင်တယ်ဟလားပြီးတော့ algebra ရှိတယ်ဟလားဟိုအခြေခံမှာဆိုရင်ဒါ pre algebra ဆိုပြီးတော့ decimal တွေ percent တွေ order of operation စသည်အားဖြင့် rounding number ဟလားဒါတွေအများကြီးလေ့လာခဲ့ဟုတ်တယ်မလား fee တွေအများကြီးရှိတယ်လေအတန်းကြီးလာလေဆိုတော့ fee ရပိုပြီးကျေပြန့်လာလေပဲအဲ့တော့တားမြင်မှာဒီသင်္ချာဘယ်ဟာအရေးကြီးဆုံးလို့ထင်လဲအဓိကဘယ်ဟာလဲ calculation လားဘယ်ပိုင်းလဲပေါ့နော်ဒါမှမဟုတ် thinking လားဘယ်ဟာဖြစ်ပုံလေးဒီကရှင်မဟုတ်တကယ်တော့ thinking skill ပြီးတော့မှဒီ calculation ပေါ့နော်ဟောပြောချင်တာက thinking skill ကို calculation နဲ့ပို့ပြီးတော့ဦးစားပေးရမယ်နားလည်လားဟုတ်နော်အထူးသဖြင့် geometry ပု္ပ္ပစာတွေဆိုလို့ရှိရင်ကိုကတွတ်တက်နေုံနဲ့မရဟောင်းနဲ့ဝိုင်းအောင်သိရတယ်သင်္ချာမှာ geometry မှမဟုတ်ဘူးတခြားပဲ fee တွေပဲဖြစ်ဖြစ်ဟောင်းနဲ့ဝိုင်းအောင်သိရတယ်ဟောင်းနဲ့ဝိုင်းမသိဘဲနဲ့ဒီတိုင်းပဲတွက်တာတစ်ခုပဲရတယ်ဟောင်းနဲ့ဝိုင်းဆိုသိရမလားညီမချင်းတစ်ကြောင်းဟာဘာကြောင့်မှန်တာလဲtheorem တစ်ပုဒ်ဘာလို့မှန်တာလဲဒါတွေသိရမယ်နော်အဲကြောင့်တကယ်ရှေ့ဆရာကြီးကသင်္ချာတကယ်တတ်ချင်ဟောင်းနဲ့ဝိုင်းကိုသိအောင်လေ့လာနော်အဲ့လိုပြောကြတယ်thinking skill ကိုပို့ပြီးတော့ဦးစားပေးရမယ် calculation ထပ်ပို့ဦးစားပေးရမယ်ပေါ့နော်နောက်တစ်ခုကအိမ်မှာ practice များများလုပ်ရမယ်ကျောင်းမှာပြီးတဲ့တစ်ပုတ်နှစ်ပုတ်လောက်ကိုတွက်ပြီးတော့ကိုကကျင့်တတ်နေလို့မရဘူးနော်ပုံစံတူ question တွေအများကြီးရှာလို့ရတယ်ဒီခေတ်မှာဟုတ်တယ်မလားနော်အများကြီးလေ့လာရမှာအဲ့ဒါပြီးတော့နောက်တစ်ခုကမေးခွန်းဖတ်တတ်တဲ့စွမ်းအားမေးခွန်းဖတ်တတ်ဖို့ကလည်းအရေးကြီးတယ်တခါလေကျတော့ကိုကအင်္ဂလိပ်စာဘလောက်ကောင်းကောင်းသင်္ချာမှာရှိတဲ့ဒီရေးတဲ့အရေးသားတွေကိုသင်္ချာနားလည်အောင်ဖတ်နိုင်အောင်ပါဖတ်တာဖတ်လို့ရတယ်နားလည်ဖို့ခဲရင်တာပေါ့နော်သင်္ချာမှာရှိတဲ့အသုံးအနှုန်းတွေကိုသင်္ချာလိုပဲစဉ်းစားရမယ်ပြောချင်တာနော်ဟိုရိုးရိုးအင်္ဂလိပ်စာတစ်ခုလိုမျိုးတွေးလို့မရဘူးပို့ပြီးတော့နည်းနည်းတယ်နော်ပို့ပြီးတော့နည်းနည်းတယ်များသောအားဖြင့် word problem တွေပေါ့ဥပမာ number theory တွေနဲ့ပတ်သက်တဲ့ word problem တွေပါတယ်ညာတယ်အတန်းကြည့်လို့ရှင်ဒီငါတို့မြန်မာကျောင်းဒီ grade 12မှာဆိုရင် permutation combination တို့အဲ့လိုပု္ပ္ပစာတွေဆိုလို့ရှင်စဉ်းစားရတာအရန်ကတိတာအရန်ဟိုဖြစ်တယ်ပေါ့နော်အရန်ခရီးစီတွင်ကြတော်တော်တွေးနိုင်ရတယ်တော်တွေးနိုင်ရတယ်တာမန် equation တစ်ခုပေးထားတယ်ပြီးချက်တစ်ခုပေးထားပြီးတော့ကောက်တွက်တာနဲ့အဖြေထွက်လို့ရတာမဟုတ်သူ့ရဲ့အရေးသားတွေကကြည့်ရတာအရေးသားတွေကဥပမာတစ်ခါကျရင် repeating ဖြစ်တာလားပေါ့မဖြစ်တာလားဒီ number ကိုသုံးဖို့ခွင့်ပြုထားလားခွင့်မပြုထားလားဘယ်ချက်ကခွင့်မပြုတာလဲအဲ့တော့မိခွန်းတွေ question တွေကိုကောင်းကောင်းကိုကသူဖတ်နိုင်အားပေါ့နော်မိခွန်းတွေနဲ့အများနဲ့ထိတွေ့လို့ရှိရင်တော့ဒီမိခွန်းတွေကိုကကောင်းကောင်းနားလဲမယ်အဲ့လိုမှမဟုတ်ပဲကိုကကိန်းကနန်းနဲ့တွက်ချက်တာလောက်ကိုပဲကြည့်တွက်တတ်တယ်ဒီ word problem တွေကြတော့ဖတ်တတ်တယ်လူရင်းကိုနားမလဲဘူးဆိုရင်လည်းဒါအမှတ်ကရတဲ့တော့မရဘူးလေသိရမလားအဓိကအဲ့မိခွန်းဖတ်တဲ့နေရာမှာလည်းအဓိကကြားတယ်မိခွန်းပြီးဘာပေးထားလဲသူဘာကိုမေးထားတာလဲဘာကိုသုံးစီချင်တာလဲဘယ်ချက်တွေကိုမလောက်ခိုင်းတာလဲဘယ်ချက်ကကတ်တတ်ထားတာလဲပု္ပ္ပစာဒါတွေကိုအရင်စလဲစုံနားလဲအောင်အရင်ဖတ်တယ်ပြီးတော့မှစပြီးတော့တွေးရတယ်တွက်ဖို့တွေးလို့ရပြီဆိုတော့မှစပြီးတွက်တာမိခွန်းပု္ပ္ပစာတစ်ပုဒ်တွေးတာနဲ့မိခွန်းအစဆုံးမဖတ်ဘဲနဲ့ calculation ကိုဒိုင်းနဲ့ရမ်းပြီးတွက်လို့မရအရင်ဆုံး thinking ကိုဦးစားပေးရတာပါနော်အရင်ဆုံးတွေးရတယ် geometry problem တွေဆိုပို့ပြီးတော့ဟိုဖြစ်တယ်လေဟုတ်လားတချို့ဆိုရင် geometry ပု္ပ္ပစာတွေပါလဲကြက်ပြီးဖြီတာတို့ဘာတို့အဲ့လိုမျိုးရှိတယ်တကယ်လည်းရှိပါတယ်အဲ့လိုအကြောင်းသားတွေအဓိကကတော့ foundation ပေါ့နော်ဘယ်ဘာသာရက်မဆို foundation ခိုင်မှာအပေါ်ရောက်လေဟလာကိုယ့်အတွက်ကပို့ပြီးအဆင်ပြေလေးပဲ foundation မခိုင်ဘူး foundation မခိုင်လို့ရှိရင်အများကြီးပြဿနာဖြစ်တာအတန်းကြီးလာလေအရန်ပင်ပန်းတာအားဆိုင်ရတာလေငယ်ရတဲ့အချိန်မှာကိုယ်အတန်းနဲ့ကိုယ် level နဲ့ညီမျှတဲ့ဟာတခုကိုသင်ယူပြီးလို့ရှိရင်ဒါ foundation ကအများကြီးကိုယ့်အတွက်ကောင်းသွားရင်အတန်းကြီးလို့ရှိရင်ကိုယ်အသက်အရွယ်နဲ့ညီမျှမဲ့ဟာကိုပဲကိုကဗာလဲဆက်ပြီးလေ့လာသင်ယူရအောက်က foundation ကောင်းခဲ့တာ哦 foundation မကောင်းတော့အပေါ်ရောက်လာလေဟာ
ရိုင်းလာလေတွေပဲနည်းနည်းစိတ်ကုံသွားတာဒီဘာသာရပ်နဲ့ပတ်သက်ပြီးတော့လေဒီဘာသာကြီးကိုလုံးဝမုန်းတီးသွားတာလုံးဝမလုပ်ချင်ဘူးဒီဘာသာနောက်ဆုံးဒီဘာသာရဲ့တင်တဲ့ဆရာတော်မတွေ့ချင်တဲ့အထိဖြစ်တဲ့ចောင်းသားတွေရှိတယ်ပေါ့နော်အဓိကကတော့ဒီငယ်တဲ့အချိန်year 4 year 5ပေါ့ဥဆို year 9တက်မှာမလားငါမနေတော့မလားအဲ့လောက်တည်းကတကယ်တော့လေဟိုဖြစ်တင်တယ်ပြုတ်ပြင်တင်တာပေါ့နော်ကလေးရဲ့လိုအပ်ချက်ကိုဝိုင်းပြီးတော့ပြုတ်ပြင်ရမှာမိဘရောဆရာရောအဲ့လိုမျိုးမပြုတ်ပြင်ပဲနဲ့သူတို့ကလည်းသူတို့အလုပ်တချို့ကကြောက်လည်းမအားဘူးလေဆရာကြီးပဲလည်းအားကိုးလို့မရဘူးဆရာနဲ့ကတွေ့ရတာဟဟလားတင်ချာဆရာတယောက်နဲ့ဥမာတွေ့မယ်ဆိုရင်တနေ့ကောင်မှဥမာ2နာရီလား1နာရီခွဲလားဒါပဲသိကြတယ်လေကျန်တာအားလုံးကမိဘအိမ်မှာမိဘကတောင်းဒါမိဘကိုယ်တိုင်ကဟိုဟာဖြစ်ရမှာဒါတချို့ပိုင်းနေရအကုန်လုံးဟိုဆရာလက်ထက်အားထားတွေဆိုဆရာပဲဟိုဟာဖြစ်လို့မရဘူးနော်မိဘရဲ့ supporting ပေးမှုကလည်းအများကြီးလိုတယ် supporting ပေးမှုဆိုတာငွေကြေးပိုင်းအောင်ပြောတာမဟုတ်ဘူးနော်ငွေကြေးပိုင်းအောင်ပြောတာမဟုတ်ဘူးလူမျိုးပေါ့နော်ဥမာတင်တန်းတစ်ခုရွေးချယ်တာပါအစဒါမျိုးပေါ့နော်ကိုသားသမီးနဲ့ကိုက်ညီမှန်းမသိမကိုက်ညီမှန်းမသိတချို့ကထားကျင်တဲ့အတန်းသူများနားရောင်ပြီးရှောက်ထားတဲ့မိဘတွေရှိတယ်ကိုသားသမီးကဘယ် level ရှိလို့ရှိမှန်းမသိအရင်ဆုံးတော့ဖြည့်ရမှာပေါ့နော်ကိုသားသမီးရဲ့ level ကိုအရင်ဆုံးကိုကသိဖို့လိုအပ်တယ်အဲ့ဒါပြီးတော့မှကိုက်ညီမှဆရာနဲ့တိုင်ပင်ပြီးတော့ဒါထားတယ်မထားတယ်ဆိုစဉ်းစားရတာဒီလိုမျိုးအခုကတော့မဟုတ်ဘူးကိုတင်တန်းကောင်းလို့ဒီတင်တန်းကောင်းကိုမြန်မာပြည်မှာဆိုလည်းတော်တော်များများတင်တန်းပေါင်းစုံလေအများကြီးရှိတယ်အင်္ဂလိပ်စာဆိုလည်းအများကြီး online မှာဒီ video class တွေအများကြီးရှိတယ်ဒါပေမဲ့အဲ့လိုမျိုးပေါ့တင်တန်းတွေအများကြီးထားပြီးတော့တချို့ကအချိန်ကုန်ငွေကုန်သွားတာပဲရှိတယ်ကိုအတွက်လည်းဟိုဟာမဖြစ်ဘူးပတ်စံတာကုန်သွားတာရှိတယ်ကိုသားသမီးလည်းအသက်ကြီးသွားမှအချိန်ကုန်သွားတာပဲရှိတယ်ရတဲ့တလောက်မရဘူးပေါ့နော်အဲ့နေရာမှာမိဘရဲ့ရွေးချယ်မှုတွေဒါတွေလည်းအများကြီးလိုတယ်တချို့ចောင်းသားတွေကြောက်လည်းတင်တန်းကကောင်းပေမဲ့သူတို့ကိုယ်၌ကစိတ်ပါဝင်စားမှုမရှိဘူးလေစိတ်ပါဝင်စားမှုအားနည်းတယ်မိဘရဲ့တိုက်တွန်းမှုကြောင့်လာတာဆိုလို့ရှိရင်တော့ရတဲ့တလောက်မရနိုင်ဘူးအဓိကကတော့မိမိကိုယ်ပဲကိုကခရပဲအဓိကတော့ကိုလုံနိုင်မှကိုနှင်းဖြစ်နိုင်မှကိုဟွာဖြစ်မှာမိဘရဲ့အရန်တိုက်တွန်းနေလို့နှင်းဖြစ်နေဆိုလို့ရှိရင်ကိုယ့်အတွက်အဆင်မပြေဘူးလေဆရာရဲ့PR မိဘရဲ့ PR နဲ့ဆိုတော့ကြာလို့ရှိရင်ចောင်းသားအတွက်ကဒါအဆင်မပြေဘူးလို့ PR တွေများနေတယ်အဆင်မပြေမယ်ဒါလေးတွေမျိုးပြောပြရပါနော်တင်ချာကတော့အဓိကတော့ how နဲ့ wine ကိုသိအောင်လုပ်ဖို့လိုတယ်နော် how နဲ့ wine ကိုကောင်းကောင်းသိအောင်လုပ်ပါအဲ့တော့တွက်နေတယ်ဒီညာချင်းတွေကဘာလို့မှမသိဘူးဒီပုံတင်ကြီးကဘာလို့မှမသိဘဲနဲ့ចောင်းနေပြီးသွားတဲ့လူတွေအများကြီးပဲကဲပြီးပြီလား